ဒါဖုံးကြောင်တွေကစားထွက်တဲ့ပုံရိပ်တာဟုတ်စားတာဟာမထဲရှိပါဆရာမထဲရှိပန်းအိုးကျမပန်းအိုးပါကင်ထားတဲ့အမဆရာမမဝင်းဖြစ်ပါတယ်ဒီချဲဝင်းမောဤစုမမမျိုးတင်အမေပြရအောင်ဟုတ်လားမစင်လာဘောပါဒီကနှစ်ပန်းမရှင်ရအောင်နော်တယောက်လေးရညာနှစ်ယောက်ရှင်တယ်ဒီကတော့ကြမ်းကန်အဲ့ဒါတွေကြမ်းကန်တွေအကုန်ရအောင်ကြက်ရမှာနော်ဒီကဖျားပင်တာပါဒီကဖျားရောဒီကဖျားဖုံးကြောင်းထဲကနေပြီးတော့ဖုံးကြောင်းထဲကနေပြီးတော့